ကျွန်တော်နှုတ်ကပတ်တော်တူကွာကြားနာဖို့ချိန်ဖြစ်တယ်နှုတ်ကပတ်တော်မကြားနာခင်မှာကျမ်းစာအပြန်လန်ဖတ်ဖို့ကျွန်တော်ပြင်ဆင်ထားပါတယ်အဲ့ဒါကတော့ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး9ထဲကကျွန်တော်အဲ့ဒါဖတ်ရအောင်ဖတ်ပြီးတဲ့အခါမှာမနေ့ညကအတူတကွာလေ့လာခဲ့တဲ့မင်္ဂလာရှိတော်သူဆိုတာကိုကျွန်တော်ဆက်ပြီးတော့အတူတကွာဆင်ခြင်ဖို့ဖြစ်တယ်ရမယ်ဆိုရင်နှုတ်ကပတ်တော်ကိုယူတည်သောအဖြစ်အားလုံးမတည့်ရက်ပြီးတော့ဒီရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး9အပိုင်းငယ်3ကနေပြီးတော့7နှစ်ထိကျွန်တော်တလဲဖတ်မယ်ညီကိုမောင်မတွေကအပြာရောင်အကြောင်းကိုဖတ်ပါတော့ကျွန်တော်အမဲဖတ်မယ်နောက်ဆုံးကိုအတူတကွဖတ်ပြီးတော့ဆုတောင်းပြီးစပြုရအောင်ရှမသက်ခရစ်ဝင်ကျမ်းခန်းကြီး9အပိုင်းငယ်3ကနေ7နှစ်စိတ်နှလုံးနှိမ်ချသောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားကောင်းကင်နိုင်ငံတော်သည်ထိုသူတို့၏နိုင်ငံဖြစ်၏စိတ်နူးညံ့သိမ်မွေ့သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ပြည်တော်ကိုအမွေခံရကြလက်တံတနာစုံမဲ့တတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်တနာစုံမဲ့ခြင်းကိုခံရကြလက်တံသူတို့ဘာချင်းခိုက်ရန်ပြုခြင်းကိုငြိမ်းစေတတ်သောသူတို့သည်မင်္ဂလာရှိကြ၏အကြောင်းမူကားထိုသူတို့သည်ဖျားသခင်၏သားတော်ဟုခေါ်ဝေါ်ခြင်းကိုခံရကြလက်တံငါကြောင့်သင်တို့ကိုကဲ့ရဲ့ညှင်းဆဲ၍မမှန်ဘဲအပြစ်တကာတင်ကြသောအခါသင်တို့သည်မင်္ဂလာရှိကြ၏ဝမ်းမြောက်ရှင်လန်းခြင်းရှိကြလော့အကြောင်းမူကားကောင်းကင်ဘုံ၌သင်တို့၏အကျိုးသည်ကြီးလာပေ၏သင်တို့ရှိကပေါ်ထွန်းသောပရောဖက်တို့ကိုထိုနည်းတူညှင်းဆဲကြပြီကောင်းကင်ရဲ့မြေကြီးကိုဖန်ဆင်းပြီးပိုင်သားအုပ်စိုးတော်မူသောဖပြင်ဆင်ပေးတဲ့အချိန်တိုင်းအတွက်ကြီးစုတင်တဲ့ပို့ဆောင်ပေးတဲ့သားသမီးများအတွက်လည်းကျေးဇူးတော်ကိုချီးမွမ်းတယ်သူသဖြင့်ဒီနေ့တူတကွဆင်ခြင်အောက်မေ့နှလုံးသွင်းဖို့လုံးကပြင်ဆင်ပေးတဲ့နှုတ်ကပတ်တော်အတွက်လည်းကျေးဇူးတော်ကိုအထူးချီးမွမ်းပါ၏ဖနှုတ်ကပတ်တော်ဝင်ငါခြင်းအစလည်းဆုံးလမ်းပြပို့ဆောင်ပြီးသားသမီးအားလုံးအတွက်နှုတ်ကပတ်တော်အပြင်ကောင်းကြီးမင်္ဂလာဖြစ်စေပါခရစ်တော်နာမကိုမြှုပ်ဆုတောင်းလဲအစပြုကြပါဘုရားသခင်အာမင်ကျေးဇူးတင်တယ်ကျွန်တော်အားလုံးပြန်ထိုင်ရအောင်မနေ့ကကျွန်တော်တို့ဒီစာလံ119ဇာလံ119အပိုင်ငယ်1ကနေပြီးတော့8အထိကျွန်တော်တို့ဒီကွာစိန်ချင်သွားကြတာဖြစ်တယ်အဲ့ဒါကိုကျွန်တော်အခြေပြုပြီးတော့အခြေပြုရကျမ်းကတော့ဇာလံ119ပေါ့နော်ဇာလံ119အပိုင်ငယ်1ကနေ8အထိဖြစ်တယ်အဲ့မှာလဲဘာအကြောင်းလဲကျွန်တော်တွေ့ရလဲဆိုရင်မင်္ဂလာအကြောင်းတွေပဲနော်မင်္ဂလာရှိတော်သူဒါကြောင့်ခေါင်းစဉ်ကိုကျွန်တော်ဘယ်လိုတက်ခဲ့ကြတယ်လဲဆိုရင် a blessed person မင်္ဂလာရှိတော်သူဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်တို့လေ့လာသွားကြတယ်ကျွန်တော်ကြည့်တာဒီမှာကျွန်တော်9ချက်10ချက်ရှိတာအကုန်လုံးတော့ cover လုပ်နိုင်မှာမဟုတ်ပေမဲ့တကယ်subtitle အကြီးတွေတော့ကျွန်တော်ပြောပြီးတော့ဝင်ငါသွားမယ်เนาะဆိုတော့ဒီစာလံအပိုင်ငယ်119ခုမြောက်သောစာလံအပိုင်ငယ်1ကနေပြီးတော့8ထိအဲ့ဒီစာလံ119ကိုကျွန်တော်တို့အသေးစိတ်ဒီဟာကိုပိုက်စစ်တိုက်ကျွန်တော်လေ့လာတဲ့ခါမှာဒီထဲကနေပြီးတော့ဘုရားနှုတ်ကပတ်တော်ဟာတကယ်အင်မတန်မှတန်ဖိုးကြီးတဲ့ကြောက်မြတ်ယတနာလေးလိုပဲဘုရားနှုတ်ကပတ်တော်ကရွှေငွေထောင်တောင်းမကတန်ဖိုးကြီးတဲ့အရာဖြစ်တယ်ဟာလေလုယာဘုရားနှုတ်ကပတ်တော်ကတန်ဖိုးမထားတဲ့သူကတော့ဒီလိုပဲကြော်ခွသွားမှာပဲဘုရားနှုတ်ကပတ်တော်ကတန်ဖိုးထားပြီးတော့ဘုရားနှုတ်ကပတ်တော်ကိုအချိန်ပေးပြီးတော့နေ့ညမပြတ်ဆင်ခြင်အောက်မိတယ်ဆိုရင်စာလံကျမ်းအဲ့ဒါနဲ့ပဲစတာလေနော်တခုမြောက်သောစာလံဘုရားနှုတ်ကပတ်တော်ဒါကြောင့်စာလံ119ကိုလည်းအလေးနဲ့မထားဘူးဒီတိုင်းပဲကျွန်တော်ဖတ်သွားရင်တော့ပြီးသွားမှာပဲဒီနှစ်ထဲမှာကျွန်တော်အခုတလောလဲနေ့စဉ်ကျမ်းစာဖတ်တဲ့ဇာတ်အပြင်ဖတ်တဲ့ဆိုရင်စာလံကျမ်းကိုဖတ်တဲ့ခါမှာဒီ
119ခုမြောက်သောစာလံရောက်လာတဲ့အခါမှာအပိုက်ငယ်1ကနေ8မင်းညလည်းကျွန်တော်တို့ intro အနေနဲ့ကျွန်တော်ပြောထားတဲ့အတိုင်းစာလံကျမ်းဒီ119ခုမြောက်သောစာလံဟာအပိုက်ငယ်186တိရှိတယ်သူက10ပိုက်ခွဲပြီးလေ့လာရတာပထမ10ပိုက်ကသူတို့ရဲ့ဒီဘီအခရာဟေဘရဲ alphabet ထဲကပထမနဲ့ဆိုင်တဲ့ကျမ်းပိုက်တွေဒီနေ့ကျွန်တော်ကြည့်နေရပါတော့အဲ့ဒီလိုပဲသူတို့ရဲ့ bet ဆိုတဲ့ဒုတိယ alphabet ကအပိုက်ငယ်6ကနေ16ဟိုးအဆုံးထိ186အပိုက်ငယ်အထိသူတို့ရဲ့ဒီ alphabet တွေနဲ့စထားတဲ့ຢာတွေဖြစ်တယ်အရင်စိတ်ဝင်စားစရာကောင်းတယ်အချိန်ပေးပြီးတော့ကျွန်တော်လေ့လာမယ်ဆိုရင်နော်ဒါကြောင့်ပထမဆုံးအချက်အနေနဲ့မင်္ဂလာရှိသောသူဆိုတဲ့ခေါင်းစဉ်အောက်မှာမင်္ဂလာရှိသောသူဖြစ်ဖို့အကြောင်းကိုအပိုက်ငယ်1နဲ့2မှာကျွန်တော်တွေ့ရတယ်မင်္ဂလာရှိသောသူမင်္ဂလာမရှိခြင်းတဲ့သူမရှိဘူးလို့ကျွန်တော်တို့ပြောခဲ့ကြတယ်လေနော်ဆိုတော့အပိုက်ငယ်1နဲ့2မှာထာဝရဘုရား၏တရားလမ်း၌မလွဲမတိမ်လိုက်သွားသောသူတို့သည်မင်္ဂလာရှိကြ၏နှစ်တက်တည်ခံတော်မူချက်တို့ကိုစောင့်၍ကိုယ်တော်ကိုစိတ်နှလုံးအကျွမ်းမဲ့ရှာသောသူတို့သည်မင်္ဂလာရှိကြ၏ဟာလေလုယာနေကျွန်တော်လည်းဒီနေ့ငါအသက်တာမှာမင်္ဂလာရှိခြင်းတယ်ဆိုရင်ဒီအပိုက်ငယ်1နဲ့2ကိုကျွန်တော်ကြည့်ချင်တာအဖြစ်ကျွန်တော်တို့ဆင်ခြင်ဖို့ဖြစ်တယ်နော်ပထမအပိုင်းမှာတော့ဘုရားသခင်တရားလမ်းဆိုတာထောရဆိုတဲ့နှုတ်ကပတ်တော်တမန်ကျမ်းစာကိုပြောတာနေ့စဉ်ကျွန်တော်ဘုရားသခင်နှုတ်ကပတ်တော်တမန်တရားဘုရားရဲ့ကျမ်းစာတော်မြတ်ကတာလေကျွန်တော်ကိုပါဖြစ်စေမှာလဲဆိုမင်္ဂလာရှိတော်သူဖြစ်စေမှာအမင်္ဂလာဖြစ်စေတဲ့အရာတွေထဲကနေကျွန်တော်တို့ကိုဘာလို့ပါလဲဆိုရင်ကွယ်ကာမှာဖြစ်တယ်နော်မင်္ဂလာရှိတော်သူဖြစ်ဖို့ဒုတိယအချက်မှာမင်္ဂလာရှိတော်သူဖြစ်ဖို့အတွက်သက်သေခံတော်မူချက် testimony လို့ပြောတယ်ဘုရားသခင်ရဲ့သက်သေအဲ့ဒါကိုလည်းမင်းညကျွန်တော်အသေးစိတ်ကျွန်တော်ကြည်သွားကြပြီဒါကြောင့်မင်္ဂလာရှိဖို့အတွက်ပထမတစ်ချက်နဲ့ဒုတိယချက်ကပါလဲဆိုရင်ဘုရားရဲ့တမန်တရားနှုတ်ကပတ်တော်နဲ့အတူဘုရားသခင်ရဲ့ဘုရားပေးသောသက်သေတွေမှာသက်ရှင်သွားလာတဲ့သူဖြစ်ဖို့လိုတယ်နော်ဘုရားနဲ့ကျွန်တော်အသက်ရှင်သွားလာတဲ့ခါမှာရှိရမလဲတမာတတိရှိရမှာဘုရားလှုပ်သောအရာတွေဖြစ်တယ်ဘုရားသခင်လက်တော်ဖြစ်တယ်ဆိုတာကျွန်တော်အမြဲတမ်းပါရှိရမလဲဆိုတတိရှိဖို့လိုတယ်ယုံကြည်သူများကျွန်တော်တို့ကြုံတွေ့သမျှအကုန်လုံးဟာဘယ်အရာပဲဖြစ်ဖြစ်အကိစ္စအသေးအမွှားအကြီးမားဘယ်အရာပဲဖြစ်ဖြစ်အကုန်လုံးဟာဘုရားကျွန်တော်ကိုရည်ရွယ်ချက်ရှိတွေ့စေတာဖြစ်တယ်အဲ့ဒါတတိအဲ့ဒီထဲကနေပြီးတော့ကျွန်တော်ပါရှိလာမလဲဆိုရင်ဘုရားပေးတဲ့သက်သေတွေကျွန်တော်ရှိလာမှာသက်သေခံစရာတွေရှိလာမှာသက်သေပြစရာတွေကျွန်တော်ရှိလာမှာနော်ဒီနေ့ကျွန်တော်ဘုရားကိုမသိတော့သူတယောက်ကငါ့ကိုဘုရားအကြောင်းပြောပြစမ်းဆိုကျွန်တော်ပါပြောစရာရှိလိုက်ဖျားရှိကြောင်းသက်သေငါတို့ကိုပြောဆိုကျွန်တော်ပြောเสียပါရှိလဲမရှိဘူးဆိုရင်လည်းမင်္ဂလာရှိသောသူဟာဖျားပေးသောသက်သေကျွန်တော်မှာရှိတယ်အဲ့ဒါဒုတိယချက်အနေနဲ့ကျွန်တော်ပြောတော့တာဖြစ်တယ်တတိယချက်အနေနဲ့ကျတော့ဗာလဲဆိုရင်မင်္ဂလာရှိသောသူမပြုတ်သောအရာတွေအကြောင်းမင်းညာအဲ့ဒါပြောကျွန်တော်ဆုံးတတ်တယ်နော်မင်္ဂလာရှိဖို့အတွက်ဖျားသခင်ရဲ့ထောရဆိုတဲ့ဖျားရဲ့နှုတ်ကပတ်တော်နဲ့သက်ရှင်သွားလာဖို့ဖြစ်တယ်နောက်ဖျားကျွန်တော်တို့ကိုနေ့စဉ်ပြီးသောသက်သေတွေကိုရှာတော်သူဒီဟာတွေကိုကျွန်တော်စောင့်ရှောက်တော်သူဟာမင်္ဂလာရှိတယ်လို့နှစ်ချက်နဲ့ပြောတယ်တတိယချက်မှာမင်္ဂလာရှိတော်သူမပြုတ်သောအရာကိုကျွန်တော်ပြောခဲ့ကြတယ်ဘာလဲဆိုရင်ဒုစရိုက်ကိုမပြုတ်ဘူးမင်္ဂလာရှိတဲ့သူဟာခဏကျွန်တော်တပါပတိလဲယောမဩရစာခန်းကြီး6မှာဘယ်လိုပြောလဲဂျေဇုတော်ပွားများစေခြင်းကအပြစ်တရားကိုကျင့်၍နေရမည်လောထို့သို့မနေရအပြစ်တရားမှစွတ်တေတော်သူတို့သည်အပြစ်တရားမှာတည်တဲ့သူစွတ်တေတယ်ဆိုတော့ရှေးပမာစကားပေါ့နော်စွတ်တေတယ်ဆိုတော့တည်တာပြောတာအပြစ်တရားမှာတည်ပြီဆိုရင်ထိုတရား၌အဘယ်သို့ရှင်ရအောင်မည်နည်းမင်္ဂလာရှိတော်သူဟာဘာမပြုတ်ဘူးလဲဆိုရင်ဒုစရိုက်ကိုမပြုတ်ဘူးမတရားသောအမှုကိုမပြုတ်ဘူးလမ်းခီးတော်နဲ့ဆန့်ကျင်ဘက်သို့မလိုက်ဘူးဆိုတာကျွန်တော်တတိယအနေနဲ့ကျွန်တော်ပြောသွားတယ်စတုထနံပါတ်4ချက်အနေနဲ့မင်္ဂလာရှိတော်သူဘဟုပြုတော်ရာမင်္ဂလာရှိဖို့အကြောင်းကျွန်တော်ပြောပြီးပြီမင်္ဂလာရှိတော်သူမပြုတဲ့ຢာတွေကျွန်တော်ပြောပြီခုမင်္ဂလာရှိတော်သူဟာဘာကိုဘဟုပြုတယ်လဲတကယ်တော့လူအသက်တာဆိုတာလေပတ်နေတာနော်ဖျားဖန်ဆင်းထားတဲ့ຢာတွေအကုန်လုံးလဲကျွန်တော်ကြည့်တဲ့အခါမှာလေပတ်နေတာနာယီလဲဘာလုပ်နေတာလေပတ်နေစัจ java လာလဲလေပတ်နေတာဒီတမိုင်းဆိုတာလဲဘာလဲလေပတ်နေတာပဲ history repeats itself လို့ပြောတယ်တမိုင်းဆိုမြဲလေပတ်နေတာခေတ်ကာလတွေဆိုလဲလေပတ်နေတာကျွန်တော်တို့အသက်ရှင်ခြင်းပင်လင်ကျွန်တော်တို့ဘာလုပ်နေလဲဆိုရင်လေပတ်နေတာဒါပေမဲ့ကျွန်တော်ရဲ့ဘဟုပြုတ်သောအရာကတော့
မင်္ဂလာရှိတော်သူနဲ့မင်္ဂလာမရှိတော်သူဖခင်ကိုတည်တော်သူနဲ့ဖခင်ကိုမတည်တော်သူကျွန်တော်တို့ရဲ့ဗဟုပြုတဲ့ຢာတော့တူကြမှာမဟုတ်ဘူးဖခင်ကိုမတည်တဲ့အတွက်ကြောင့်ကယ်တင်ခြင်းကိုမကြားဘူးနားမလည်တဲ့အတွက်ကြောင့်သူတို့ရဲ့ဗဟုပြုတော်ຢာကပါလဲဆိုရင်သူတို့အသက်တာပဲသူတို့ကိုသူတို့ပဲဗဟုပြုပြီးအသက်ရှင်တာငါအတွက်အဆင်ပြေတယ်ဆိုရင်သူတို့လောက်ကြလိမ့်မယ်ငါအတွက်အကျိုးရှိတယ်ဆိုရင်ဒါဖခင်ကိုမတည်တဲ့သူတွေဗဟုပြုတဲ့ຢာမင်္ဂလာရှိတဲ့သူကအဲ့လိုမျိုးဗဟုမပြုဘူးဒီနေ့ဆာလံဆရာပြောတဲ့မင်္ဂလာရှိတော်သူဗဟုပြုတဲ့ຢာအပိုက်ငယ်၄ကိုကျွန်တော်ဖတ်တယ်ဆိုရင်119ခုမြောက်သောဆာလံအပိုက်ငယ်၄မှာကျွန်ုပ်တို့သည်ကြိုးစား၍ကျင့်ဖို့ရာကိုတော်သည်ဩဝါဒပေးတော်မူပြီကျွန်တော်တို့ကြိုးစားကျင့်ဖို့ဘုရားသခင်ကပါပြီလေဩဝါဒဆာလံ119အပိုက်ငယ်1ကနေပြီးတော့ဟို190ကျော်အထိဘုရားသခင်နဲ့ဆိုင်တော့ဘုရားစကားနဲ့ဆိုင်တော့ကျမ်းစာနဲ့ဆိုင်တော့စကားလုံးတွေကိုပြောတာနော်အပိုက်တိုင်းမှာပါတယ်ဒီဆာလံ119ကိုရေးထားတဲ့ပုံစံကအရန်ဒီနမူနာယူစရာကောင်းတယ်တချို့ဆာလံတွေဆိုရင်တော့အရေးကြီးဆုံးအချက်ကိုပဲမှာထားလဲဆိုအလယ်မှာထားတယ်တချို့ဆာလံတွေလေဥပမာ9ပိုက်ရှိတယ်ဆိုရင်သူ့ရဲ့ key verse ကအလယ်မှာထားတယ်ဆာလံကျမ်းဒါကြောင့်သူဆာလံတချင်းတပုတ်နဲ့တပုတ်သူ့ရဲ့ဖွဲ့စည်းပုံတွေကမတူကျွန်တော်ဆာလံကျမ်းဖတ်တဲ့အခါမှာဖတ်ကြည့်ဒီဆာလံကျမ်းမှာကျတော့ပိုက်တိုင်းမှာဘုရားစကားနဲ့ဆိုင်တဲ့စကားလုံးတွေပါတယ်ထာဝရဘုရားကြီးတရားလည်းပိုက်ငယ်1မှာတတိခဏမှုချက်ပိုက်ငယ်3မှာလန်ခရီးတော့အခုတတိစတုထချက်ဖြစ်နံပါတ်4ချက်ဖြစ်တဲ့အရာမှာကျတော့ဗာလဲဆိုရင်ကိုတော်သည်ဩဝါဒပြောမှဆို doctrine သူမူရင်းမှာဘယ်လိုပြောလဲဆိုရင်ပိုက်ငယ်4မှာin his way ဆိုတဲ့ bidrakev ဆိုတဲ့အတိတ်ပဲဘုရားသခင်ရဲ့ဘုရားပေးသောဩဝါဒ doctrine လို့ပုံစံမျိုးပေါ့နော် your precepts လို့ပြောတယ် your precept King James မှာတော့ your precept ဘုရားသခင်ပေးသောဩဝါဒမင်္ဂလာရှိသောသူဗဟုပြုသောအရာကျွန်တော်တို့ကိုယ်တိုင်လည်းနေ့စဉ်အသက်တာမှာကျွန်တော်တို့မိမိအသက်တာအတွက်ကျွန်တော်မင်္ဂလာရှိခြင်းနဲ့မိသားစုတဲ့မိမိရှိသောနေရာမှာပတ်ဝန်းကျင်မှာအသင်းတော်မှာသူတစ်ပါးအတွက်တော်၎င်းမိမိအတွက်တော်၎င်းမင်္ဂလာရှိသောသူဖြစ်ခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဗဟုပြုတဲ့အရာမှန်ကန်ဖို့လိုတယ်အဲ့ဒီထဲကနေပြီးတော့ပထမဆုံးမင်္ဂလာရှိသောသူဗဟုပြုတဲ့အရာပါလဲဆိုရင်ဖရာသခင်ကိုတော်လို့ပြောတယ်လေနော်ပိုက်ငယ်လေးမှာကျွန်တော်တို့ဒီကြိုးစား၍ကျင့်ဖို့ရာကိုတော်သည်ဩဝါဒပေးတော်မူပြီဖရာသခင်ဖြစ်ရမှာမင်္ဂလာရှိသောသူတယောက်နေ့စဉ်ကျွန်တော်မိုးလင်းကနေမိုးချုပ်ထိလှုပ်ရှားသွားလာတဲ့အခါမှာကျွန်တော်တို့ရဲ့ center ကျွန်တော်ဗဟုပြုပြီးတော့လဲပတ်နေတဲ့အရာဘာဖြစ်ရမလဲဆိုရင်ဖရာသခင်ဖြစ်ဖို့လိုတယ်အားလုံးအာမင်ဖရာပဲဖြစ်ရမှာအလုပ်တစ်ခုလုပ်တော့မယ်ဆိုရင်ဒါဖရာနှစ်သက်သောအရာဟုတ်သလားနော်ကျွန်တော်တစ်ခုတနေရာကိုကျွန်တော်သွားတော့မယ်ဆိုရင်ဒါဖရာဘုန်းတော်ထင်ရှားစရာဖြစ်တဲ့အရာဟုတ်သလားဖရာကိုကျွန်တော်ဗဟုပြုရမှာဖရာသခင်ကိုကျွန်တော်တို့အမြဲတမ်းဖရာနှုတ်ကပတ်တော်ကိုအမြဲတမ်းကျွန်တော်တို့ရှာတော်သူသူ့ရဲ့လိုတော်ကိုရှာပြီးတော့အသက်ရှင်သွားလာတော်သူမင်္ဂလာရှိတော်သူဟာထိုကဲ့သို့အသက်ရှင်သွားလာမှာဖြစ်တယ်ဖရာသခင်ကိုတော်လို့ပြောတဲ့စာလံဆရာဖရာကိုဗဟုပြုတဲ့အသက်တာနောက်ပြီးတော့ဘုရားသခင်ပေးသောဩဝါဒသူရဲ့နှုတ်ကပတ်တော်တမန်တရားဒါတွေကိုမင်္ဂလာရှိသောသူကဘာလို့ဆိုရင်ကြိုးစား၍ကျင့်တယ်အစဉ်ပြေမှကျင့်တာမဟုတ်ဘူးအခွင့်အခါတင့်မှသူကျင့်တာမဟုတ်ဘူးကြိုးစား၍ကျင့်ဖို့ရဒါကြောင့်မင်္ဂလာရှိသောသူမပြုတဲ့ຢာတွေကဒုစရိုက်ကိုမပြုဘူးမတရားသောမှုကိုမပြုဘူးမင်္ဂလာရှိသောသူဗဟုပြုတဲ့ຢာပါလဲဆိုဘုရားသခင်ပဲနော်ဘုရားသခင်ပဲဒီတပတ်ကျွန်တော်ရဲ့ church sign ဖြုတ်ပြီးနောက်တစ်ခုကျွန်တော်တင်ဖို့ပါစဉ်းစားထားလဲဆိုရင် church should be your excuse for missing other things အဲ့လိုကျွန်တော်အမျိုးရေးချင်တာဗါလဲဖယားကြောင့်သွားရတဲ့အတွက်ကြောင့်တခြားဟာတွေလွတ်သွားတယ်ပဲဖြစ်ရမယ်ကြားလိုက်လားဖယားကြောင့်သွားနေရလို့ငါဟိုကမလုပ်လိုက်ရဘူးဆိုဖြစ်ရမှာဟိုဟာလှုပ်ရှားတယ်ဒါလှုပ်ရှားတယ်များလို့ဖျားเจ้าမသွားလိုက်ရဘူးမဖြစ်ရဘူးဘာလို့လဲဆိုရင်ဖြောင့်မတ်တော်သူမင်္ဂလာရှိတော်သူသူ့ရဲ့ center
သူကဖျားသခင်နဲ့ဆိုင်သောຢာကိုဦးစားပေးပြီးတော့တခြားຢာတွေကိုအဲ့ဒီပတ်ဝန်းကျင်မှာတည်ဆောက်တယ်အဲ့လိုဖြစ်ရမှာဖြောင်းမတန်ဗာလဲဒီမင်္ဂလာရှိသောသူအသက်တာကိုတော့ဖျားသခင်ပဲဖြစ်ရမှာကျွန်တော်တို့ကယုံကြည်သူတွေတော့မြန်မာကယ်တင်ချင်းမရောက်ဆိုတော့ရောက်တယ်ဒါပေမဲ့ဘာဖြစ်လို့မင်္ဂလာရှိသောသူအသက်တာနဲ့ကျွန်တော်အသက်မရှင်နိုင်တယ်လဲဆိုရင်ဖျားကကျွန်တော်ရဲ့ center မှာမဟုတ်တာကယ်တင်ချင်းရောက်တာမရောက်တာကိုကျွန်တော်ပြောတာမဟုတ်ဘူးကယ်တင်ချင်းရောက်တယ်ဒါပေမဲ့ဘုရားသခင်အရေးကြီးဆုံးနေရာမှာမရှိဘူးကျွန်တော်ရဲ့စိတ်နှလုံးပလင်မှာဘယ်သူပဲရှိလဲဆိုငါပဲရှိတယ်လေနော်ပလင်ရဲ့အောက်မှာခရစ်တော်တမန်တော်ဘုရားသခင်ကျွန်တော်ဘေးမှာပဲဒါကြောင့်ကိုယ့်အတွက်လည်းကျွန်တော်မင်္ဂလာမရှိဘူးသူတို့ဘာအတွက်လည်းကျွန်တော်မင်္ဂလာမရှိဘူးဘုရားသခင်ကိုကျွန်တော်ပဟိုပြုပြီးတော့အသက်ရှင်ရအောင်နော်မိမိနေသောနေရာမိမိလှုပ်ဆောင်သောရာဒါတွေအကုန်လုံးကဘာဖြစ်ရမလဲဘုရားသခင်ကကျွန်တော်ရဲ့ center ဖြစ်ဖို့လိုတယ်ဆိုတာနံပါတ်4အချက်နဲ့ကျွန်တော်ပြောချင်တယ်ကျန်တဲ့ဟာကျွန်တော်မထိုးတော့နံပါတ်5ဖြောင့်မတ်သောသူဟာဘယ်လိုတက်ရှင်သွားလာလဲဆိုရင်မင်္ဂလာရှိသောသူဟာမင်္ဂလာရှိသောသူရဲ့အသက်တာရည်ရွယ်ချက်မင်္ဂလာရှိသောသူဖြစ်ဖို့ကျွန်တော်ပြောသွားပြီးပြီမင်္ဂလာရှိသောသူမပြုတ်အပ်သောရာကျွန်တော်ပြောသွားပြီးပြီမင်္ဂလာရှိသောသူဗဟိုပြုတ်တဲ့ရာသူရဲ့ center ကျွန်တော်ပြောပြီးသွားအခုနောက်တစ်ချက်နံပါတ်5ပါလဲဆိုရင်မင်္ဂလာရှိသောသူရဲ့အသက်တာရည်ရွယ်ချက် center ပြောပြီနော်ဘာရည်ရွယ်ပြီးကျွန်တော်အသက်ရှင်တယ်လဲလူတိုင်းမှာဘာရှိတယ်လဲဆိုကျွန်တော်တို့မှာရည်ရွယ်ချက်ရှိတယ်လူတိုင်းမှာရည်ရွယ်ချက်မရှိတဲ့သူကတကယ်အသက်ရှင်တာအတိတ်ပဲမရှိတဲ့သူပဲရည်ရွယ်ချက်ထားဖို့လိုတယ်ပညာရေးမှာပဲဖြစ်ဖြစ်အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ်ကျွန်တော်တို့အလုပ်ကိုင်မှာပဲဖြစ်လူတိုင်းမှာရည်ရွယ်ချက်ရှိတယ်ပန်းတိုင်မှာနော်ပန်းတိုင်မရှိတဲ့သူဟာဟိုလဲ productivity လည်းရှိမှာမဟုတ်ဘူးဘာမှကျွန်တော်တို့အသက်တာကနေကောင်းတဲ့ຢာထွက်လာမှာမဟုတ်ဘူးနောက်နံပါတ်5ချက်အနေနဲ့ဒီနေ့ကျွန်တော်တို့ယုံကြည်သူများဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ဟာဗာလဲဆိုရင်ဘုရားသခင်ကမင်္ဂလာရှိသောသူတွေအနေနဲ့အသက်ရှင်စေခြင်းနဲ့ခရတော်ကခရစ်တော်လည်းရှင်မဿဲထဲမှာမင်္ဂလာရှိတဲ့အကြောင်းတွေကျွန်တော်ပြောသွားတဲ့အခါမှာနံပါတ်5အချက်ကတော့ဗာလဲဆိုရင်အပိုင်ငယ်9မှာမင်္ဂလာရှိသောသူဤအသက်တာရည်ရွယ်ချက်ဘယ်လိုပြောလဲဆိုရင်ကိုတော်ဤအထုံးဖွဲ့များကိုစောင့်နိုင်မည်အကြောင်းကျွန်ုပ်သည်လမ်းဖြောင့်ပါစေတော့သူရဲ့အသက်တာရည်ရွယ်ချက်စာလံဆရာလည်းလူပဲလုတ်သမျှမှာမအောင်မြင်ခြင်းမလားအောင်မြင်ခြင်းနဲ့သူသွားတဲ့လမ်းမဖြောင့်စေခြင်းမလားဖြောင့်စေခြင်းနဲ့လုတ်သမျှမှာအကျိုးဖြစ်စေခြင်းနဲ့ဒါပေမဲ့သူ့ရဲ့ရည်ရွယ်ချက်ကပါလဲဆိုရင်ဒီမှာဖတ်ကြည့်ကိုတော်ဤအထုံးအဖွဲ့များဒါတမန်တရားကိုပြောတာနော်ကိုတော်ဤအထုံးဖွဲ့များကိုစောင့်နိုင်မည်အကြောင်းကျွန်ုပ်သည်လမ်းဖြောင့်ပါစေတော့ဒါကြောင့်စာလံဆရာဟာမင်္ဂလာရှိတဲ့သူတယောက်အနေနဲ့အသက်တာရည်ရွယ်ချက်ကပါလဲဆိုရင်ဖျားနှုတ်ကပတ်တော်ကိုစောင့်ဖို့သူအသက်ရှင်တာလို့သူပြောတာအားလုံးအာမင်သူရဲ့အသက်တာရည်ရွယ်ချက်ကတာပဲကျွန်တော်ကိုကျမ်းမာစေပါကိုတော့ဘာလို့ဖို့လဲဖျားနှုတ်ကပတ်တော်ကိုစောင့်ဖို့ကျွန်တော်လုတ်သမျှမှာအောင်မြင်စေပါကိုတော်ရဲ့အထုံးဖွဲ့များကိုစောင့်ဖို့ကျွန်တော်ပြောတဲ့စကားတွေတကူးရှိစေပါကိုတော်ရဲ့တမန်တရားကိုစောင့်ဖို့ကိုတော်ရဲ့အထုံးအဖွဲ့များကိုစောင့်နိုင်မည်အကြောင်းလို့ပြောတယ်ကျွန်တော်တို့ဇာတိသဘောပို့ပြီးတော့အာတန်တဲ့လူတစ်ယောက်အနေနဲ့ယုံကြည်သူအနေနဲ့ကတော့အတ္တနဲ့ဆိုင်တဲ့ရည်ရွယ်ချက်တွေပဲရှိမှာနော်ကျွန်တော်ကိုချမ်းသာစေပါကျွန်တော်ကိုအောင်မြင်စေပါကျွန်တော်ကိုဒါပေးပါဟိုကပေးပါဒါပေမဲ့ကျွန်တော်ရဲ့ရည်ရွယ်ချက်တွေကပါလဲဆိုရင်ကျွန်တော်တို့ရဲ့ဇာတိသဘောအကျိုးရှိဖို့ပဲကျွန်တော်ပြောတာစာလံဆရာကမင်္ဂလာရှိသောသူဆိုရင်တော့ဘယ်လိုသက်ရှင်လဲဆိုသူရဲ့သက်တာမှာဘုရားသခင်ရဲ့အထုံးဖွဲ့တွေကိုစောင့်နိုင်ဖို့နော်နောက်ပြီးတော့သူရဲ့လမ်းဖြောင့်ဖို့အတွက်ကိုတော်ရဲ့အထုံးဖွဲ့များကိုစောင့်နိုင်မည်အကြောင်းကျွန်ုပ်သည်လမ်းဖြောင့်ပါစေတော့သွားလမ်းဖြောင့်ပြီးလာလမ်းတာပါစေဘာအတွက်လဲဘုရားသခင်ရဲ့နှုတ်ကပတ်တော်ကိုကျင့်ဖို့အသက်ရှည်စေပါကိုတော်ကျွန်တော်ဘယ်နှခေါက်အမျိုးဆုတောင်းဖို့လဲကျွန်တော်အသက်ရှည်ခြင်းနဲ့ကိုတော်ဘာလို့ဖို့လဲကိုတော်ရဲ့တမန်တရားကိုစောင့်ခြင်းလို့အဲ့ဒါအရင်ကထူးခြားတဲ့ရည်ရွယ်ချက်ပဲနော်ကိုရဲ့နှုတ်ကပတ်တော်ကိုကျွန်မစောင့်ခြင်းတဲ့အတွက်ကြောင့်အသက်ရှည်ခွင့်ပေးပါဒါသူ့ရဲ့အသက်တာရည်ရွယ်ချက်ဖြစ်တယ်အဲ့ဒါနံပါတ်5နံပါတ်6မင်္ဂလာရှိသောသူကိုအဆက်မရစေတဲ့အရာဘယ်သူကမှလောကမှာအသက်ရှင်ရင်းနဲ့အဆက်ရခြင်းတဲ့သူရှိမှာမဟုတ်နောင်လာနောက်သားတွေရှိမှာ
ရှက်စရာကြီးအနေနဲ့ပုံသက်တွေဘယ်သူမှရှိရှင်မှာမဟုတ်ဘူးအဲ့ဒါကိုနံပါတ်6အပိုက်ငယ်6မှာကျွန်ုပ်ဒီပြည့်ညတ်တော်အလုံးစုံတို့ကိုထောက်ထားသောအခါရှက်ကြောက်ခြင်းနဲ့ကင်းလို့ရပါ၏အရှက်မရချင်ဘူးဆိုရင်ကျွန်တော်ဘာလုပ်ရမလဲပြည့်ညတ်တော်ဆိုတော့ဘုရားရဲ့နှုတ်ကပတ်တော်တမန်တရားကိုထောက်ထားပြီးကျွန်တော်အသက်ရှင်သွားလာဖို့ဖြစ်တယ်ဘုရားနှုတ်ကပတ်တော်ကိုအလေးထားဖို့ဖြစ်တယ်ဘုရားနှုတ်ကပတ်တော်ကိုကျွန်တော်ခံယူဖို့ဖြစ်တယ်ဒီနှုတ်ကပတ်တော်ကိုဘာလုပ်ဖို့လဲဆိုကျွန်တော်ရဲ့အရေးကြီးဆုံးနေရာမှာကျွန်တော်ထားဖို့အဲ့ဒါကိုဒီယောမဩဝါဒစာထဲမှာဘယ်လိုပြောလဲဆိုရင်ယောမဩဝါဒစာခန်းကြီး30ပိုက်ငယ်7ကယ်တင်ခြင်းတို့ရောက်ခြင်းကနှုတ်ဖြင့်ဝန်ခံရ၏ကျမ်းစာလာသည်ကထိုကြောက်ကိုအမိပြုသောသူမည်သည်ကရှက်ကြောက်ခြင်းမရှိနိုင်ရဟုလာသည်ဟာလေလုယာဖျားသခင်ရဲ့နှုတ်ကပတ်တော်ကိုဦးစားပေးတော်သူဖျားသခင်နှုတ်ကပတ်တော်ကိုပမာဏပြုတော်သူဟာဘယ်တော့မှအဆက်ကွဲအကျိုးနဲ့မှမဟုတ်ဘူးဆန့်ကျင်ဘက်ဖျားနှုတ်ကပတ်တော်ကိုပမာဏမပြုတော်သူသာလင်ဘာဖြစ်မလဲဆိုရင်အဆက်ကွဲမှဖြစ်တယ်အကျိုးနဲ့မှဖြစ်တယ်ရှက်စရာတွေနဲ့ကြုံတွေ့ရမှာဖြစ်တယ်ဆိုတာနံပါတ်6အနေနဲ့ပေါ့နော်ကျွန်ုပ်သည်ပညတ်တရားတော်တို့ကိုထောက်သောအခါရှက်ကြောက်ခြင်းနဲ့ကင်းလို့ရပါ၏နံပါတ်9မှာဘယ်လိုပြောလဲဆိုရင်နောက်တစ်ချက်ကမင်္ဂလာရှိသောသူနဲ့တင့်တော်သောရာမင်္ဂလာရှိတဲ့သူကျွန်တော်ဝတ်စားဝတ်တဲ့ခါမှာကျွန်တော်ဗာကြည့်တယ်လေငါနဲ့လိုက်မလိုက်ပါနော်ကြည့်တယ်မလားမလိုက်ဘဲနဲ့တော့ဝတ်မှာမဟုတ်မလိုက်ဘဲနဲ့ပေကပ်ပြီးဘယ်သူမှဝတ်မှာမဟုတ်ဝတ်စားဝတ်တဲ့ခါမှာနှမျိုးတော့ရှိတာပေါ့နော်ကိုကြိုက်တာနဲ့ကိုလိုက်တာနဲ့ကြည့်ဖို့လိုတယ်တစ်ခါလေကျွန်တော်ကိုကြိုက်တာပဲဝတ်လို့ဆင်မပြေဘူးကျွန်တော်ကြိုက်တာပဲဝတ်ကြေးဆိုကျွန်တော်ဒီမှာဂျင်းပေါင်းဘီတွေနဲ့ဂျင်းချက်ကက်တွေနဲ့လာမှာအဲ့ဒါကျွန်တော်ကြိုက်တာဒါပေမဲ့ကိုနဲ့လိုက်မလိုက်နေရနဲ့လိုက်မလိုက်ကျွန်တော်တို့ရဲ့အတ္တကျွန်တော်တို့ရဲ့အရက်အရာနဲ့လိုက်မလိုက်ဆိုတာရှိသေးတယ်ဖြောင့်မတ်တော်သူမင်္ဂလာရှိတော်သူနဲ့လည်းလိုက်တဲ့အရာဆိုတာရှိတယ်အဲ့ဒါပါလေဆိုပိုက်ငယ်ခုနှစ်မှာဖြောင့်မတ်စွာစီရင်တော်မူချက်များကိုကျွန်ုပ်လေ့ကျက်ပြီးမှဂုဏ်တော်ကိုဖြောင့်သောသဘောနဲ့ချီးမွမ်းပါမည်မင်္ဂလာရှိတော်သူနဲ့လိုက်ဖက်တဲ့အရာအဲ့ဒါကပါလဲဆိုရင်ဖျားသခင်ကိုချီးမွမ်းခြင်းဖျားကိုတိတဲ့ဖျားသားသမီးတွေကယ်တင်ခြင်းရောက်တဲ့ယုံကြည်သူတွေခရစ်တော်အသွေးတော်အပြင်ရွေးနှုတ်ခြင်းခံထားတဲ့ကျွန်တော်တို့ဟာပါလဲဆိုရင်ဖြောင့်မတ်တော်သူတွေဖြစ်တယ်မင်္ဂလာရှိတော်သူတွေဖြစ်တယ်ကျွန်တော်တို့ ਨੇ လိုက်ဖက်တော်ရာတင့်တော်တော်ရာကပါလဲဆိုရင်ဖျားသခင်ကိုချီးမွမ်းခြင်းဖြောင့်မတ်တော်သဘောနဲ့ချီးမွမ်းပါမည်လို့ပြောတယ်ဖျားကိုချီးမွမ်းခြင်းယုံကြည်သူတွေဖျားကိုတည်တော်ကျွန်တော်တို့တကယ်ဆိုရင်မင်္ဂလာရှိတော်သူတွေဖြစ်တယ်ဟာလေလုယာကျွန်တော်တို့ကချီးမွမ်းတင်တော်လောက်မချီးမွမ်းဘယ်သူချီးမွမ်းတာကျွန်တော်စောင့်လဲတော့မသိဘူးလောကသားတွေတော့ဘုရားကိုဘတော်မှချီးမွမ်းမှာမဟုတ်ဘူးသူတို့ကသူတို့ကိုသူတို့ပဲချီးမွမ်းမှာနေဘုခနေစာလို့ငါလက်ယုံငါဘုံတကိုးနဲ့ငါနိုင်ငံကိုငါတိဆောက်တယ်ဆိုပြီးတော့လောကသားတော့သူတို့သူပဲချီးမွမ်းမှာသူတို့ရဲ့လက်ယုံမှချီးမွမ်းမှာကျွန်တော်တို့ကဘာလဲဆိုခရစ်တော်အားဖြင့်ဖြောင့်မတ်တော်သူတွေဖြစ်တဲ့အတိုင်းမင်္ဂလာရှိတော်သူတွေဖြစ်တယ်ထိုကဲ့သို့မင်္ဂလာရှိတော်သူနဲ့တင့်တော်သောရာလိုက်ဖက်သောရာကဘာလဲဆိုရင်ဘုရားသခင်ကိုချီးမွမ်းခြင်းနော်ဘုရားသခင်ကိုချီးမွမ်းခြင်းနဲ့နောက်ပြီးတော့ဘုရားကိုကျေးဇူးတင်ခြင်းနဲ့ဖြောင့်မတ်စွာစီရင်တော်မူချက်ကိုကျွန်ုပ်လေ့ကျက်ပြီးမှလေ့ကျက်တယ်ဆိုတာအင်္ဂလိပ်ကျမ်းစာမှာတော့ဘယ်လိုပြောလဲဆိုရင် learn verse 7 stanza 7 I will praise you with uprightness of heart and I will learn your righteous judgment learn ကဘာလဲဆိုရင်သင်တာလဲဟုတ်တယ်လို့သိတာလဲဟုတ်တယ်I learned that he was an Asian သူအာရှတိုက်သားဖြစ်တယ်ဆိုတော့ငါသိတယ်ဗောနော်သိသွားတယ်ဒါကြောင့်ဒီမှာဘုရားသခင်ကိုချီးမွမ်းခြင်းဘုရားသခင်ရဲ့ဖြောင့်မတ်ခြင်းအကြောင်းတွေကိုဘာလို့တော်သူဟာဘာလို့ခြင်းဟာမင်္ဂလာရှိတော်သူတွေနဲ့လိုက်ဖက်တယ်လဲဆိုရင်ဖြောင့်မတ်စွာစီရင်တော်မူချက်များဘုရားရဲ့တမန်တရားဘုရားသခင်ရဲ့ဖြောင့်မတ်စွာလှုပ်ဆောင်တဲ့ຢာတွေကိုကျွန်ုပ်ဒီလေ့ကျက်တယ်လို့ပြောတယ်လေ့ကျက်တယ်အဲ့မှာသင်ယူတယ်အဲ့ဒီမှာပုံမူပြီးတော့သိရှိလာခြင်းတွေဟာမင်္ဂလာရှိတော်သူနဲ့လိုက်ဖက်တဲ့ຢာတွေဖြစ်တယ်ဖခင်အကြောင်းကိုပို့ပြီးတော့သိချင်တဲ့သူတွေဟာခရစ်တော်၌ဖြောင့်မတ်တော်သူတွေမင်္ဂလာရှိတော်သူတွေလှုပ်ဆောင်ရမယ့်ຢာဖြစ်တယ်ကျွန်တော်တို့နဲ့လိုက်ဖက်တော်ຢာဒီຢာတွေကိုကျွန်တော်လှုပ်တဲ့အခါမှာဘာဖြစ်တယ်လဲ
အယံကိုကြည့်ပြောရှုပြောဖြစ်တယ်ဟာလေလုယာဖခင်ကိုချစ်တော်ယုံကြည်သူတယောက်ဟာဒါကြောင့်ကျွန်တော်တို့ဖခင်သားသမီးတွေတမန်တရားမှာကျင်လည်သွားလာတာလောက်ကြည့်လို့ကောင်းတာဘာမှမရှိဘူးယုံကြည်သူတွေဝိပုကိုးကွယ်ရာနေ့မှာရှင်ပြန်ထမြောက်ရာနေ့မှာယုံကြည်သူတွေဖခင်ကြောင့်သွားတာလောက်မင်္ဂလာရှိတာမရှိဘူးမနေ့မိုးလင်းတာနဲ့ဖခင်ကိုတိတဲ့ဖခင်သားသမီးတွေကျမ်းစာကိုဖွင့်ပြီးတော့ကျမ်းစာဖတ်တာလောက်မင်္ဂလာရှိတာမရှိဘူးယုံကြည်သူတွေဖခင်ကိုချစ်ပြီးတော့ဖခင်ကိုအားကိုးပြီးတော့ဆုတောင်းတာလောက်ဖခင်သခင်ရှေ့မှာတင့်တယ်လျောက်ပတ်တာမရှိဘူးဒါကြောင့်ဆာလံဆရာပြောတာညီကိုတွေသဘောစိတ်သဘောထားတစ်ခုနဲ့အတူတကွစုယုံတဲ့အခါမှာအာယုံရဲ့ခေါင်းပေါ်မှာလောင်းတဲ့စီမွေးလိုပဲမင်္ဂလာရှိတယ်ယုံကြည်သူတွေမင်္ဂလာရှိတော်သူတွေတော့ဒီနေ့ကျွန်တော်နေ့စဉ်ကိုမေးပါနော်တခုကျွန်တော်လုပ်တော့မယ်ဆိုတော့ဒါနဲ့ငါနဲ့တင့်တော်မှာငါနဲ့လိုက်မလားဒီစကားပြောမယ်ဆိုငါဟာယုံကြည်သူတယောက်နဲ့ဒီစကားနဲ့လိုက်ဖက်သလားမင်္ဂလာရှိတော်သူနဲ့လိုက်ဖက်တော်ຢာတွေကဒါတွေပဲဖြောင့်မတ်စွာစီရင်တော်မူချက်တွေကိုကျွန်ုပ်လေ့ကျက်ပြီးမှဂုဏ်တော်ကိုဖြောင့်တော်သဘောနဲ့ချီးမွမ်းပါမည်အဲ့ဒါစတုထတတ္တမအချက်နော်အဲ့ဒါ9ချက်မြောက်10ချက်မြောက်ကနောက်ဆုံးချက်ကပါလဲဆိုရင်အသေးစိတ်ကိုကျွန်တော်တို့ Bible Study အချိန်ရတဲ့ခါမှာအဲ့ဒီထဲအသေးစိတ်ကျွန်တော်ပြန်ပြောမယ်နော်နောက်ဆုံးချက်ကပါလဲဆိုမင်္ဂလာရှိတော်သူမရက်တန့်တဲ့အရာကျွန်တော်လက်မလျှော့တဲ့အရာရှိတယ်မင်္ဂလာရှိတဲ့သူတွေလက်လျှော့ရမယ့်အရာတွေတော့ခဏတော့လောကအရာတွေနော်ဒါတွေဖျားမနစ်တဲ့ဒါတော့ကျွန်တော်ဘာလို့စွန့်ပြစ်အောင်ကျွန်တော်တို့အမြဲတမ်းစုပ်ကင်ထားရမယ့်အရာလက်မလျှော့တဲ့အရာပါလဲဆိုတော့ပိုက်ငယ်ရှစ်မှာဒါဒီရှစ်ပိုက်ရဲ့နောက်ဆုံးပိုက်ပါနော်ကိုတော်ဤအထုံးဖွဲ့များကိုစောင့်ပါမည်အကျွန်ုပ်ကိုရှင်းရှင်းစွန့်ပစ်တော်မူပါနဲ့ဒါကြောင့်မင်္ဂလာရှိတော်သူလက်မလျှော့တဲ့အရာမရတန့်တဲ့အရာပါတယ်လေဆိုရင်ဘုရားသခင်ရဲ့အထုံးဖွဲ့များကိုစောင့်ရှောက်ခြင်းကျမ်းစာကိုကျွန်တော်တို့စောင့်ရှောက်ခြင်းတမန်တရားကိုကျွန်တော်တို့စောင့်ရှောက်ခြင်းတမန်တရားနဲ့အသက်ရှင်သွားလာခြင်းကိုမင်္ဂလာရှိတော်သူဘယ်တော့မှကျွန်တော်တို့လက်မလျှော့ဖို့အတွက်ကျွန်တော်ခွန်အားပေးခြင်းနဲ့အထုံးဖွဲ့ကိုတော်ကြီးအထုံးဖွဲ့များကိုစောင့်ပါမည်ဒါတွေကိုကျွန်တော်စောင့်ခြင်းနောက်ပြီးတော့ဘုရားသခင်ထံတော်မှာတိုးဝင်အသနာခံခြင်းတွေလည်းကျွန်တော်ဘယ်တော့မှလက်မလျှော့ဖို့ဖြစ်တယ်ဒီမှာဆာလံဆရာဘယ်လိုပြောသလဲအကျွန်ုပ်ကိုရှင်းရှင်းစွန့်ပစ်တော်မူပါနဲ့ဘုရားကိုသူတိုးဝင်တယ်ဘုရားကိုအားကိုးတယ်ကိုတော့ကျွန်တော်ကိုမစွန့်ပါနဲ့နော်ကိုတော့ကျွန်တော်ကိုဘယ်တော့မှမစွန့်ပစ်ပါနဲ့နော်ဆိုပြီးတော့ဘုရားသခင်ထံမှာတိုးဝင်အတနာခံတဲ့အသက်တာနောက်ပြီးတော့မင်္ဂလာရှိသောသူတွေမရက်တန့်တဲ့နေရာနောက်ပါလဲဆိုရင်ဘုရားသခင်ကိုအစဉ်အမိပြုတယ်သူအမိပြုသောရာမင်္ဂလာရှိသောသူကိုအမိပြုတာမဟုတ်သူတစ်ပါးကိုအမိပြုတာမဟုတ်ဘဲနဲ့ဘုရားသခင်ကိုအမိပြုခြင်းအသက်တာကိုတော်၏အထုံးဖွဲ့များကိုစောင့်ပါမည်အကြောင်းကျွန်ုပ်ကိုရှင်းရှင်းစွန့်ပစ်တော်မူပါနဲ့ဘုရားပဲရည်ကြီးဆုံးဘုရားသခင်ကိုပဲသူအမိအပြုဆုံးဖြစ်တယ်နော်ဒါကြောင့်ဒီနေ့မင်္ဂလာရှိတော်သူကျွန်တော်လူတိုင်းမင်္ဂလာရှိခြင်းပေမဲ့ဒီ139ခုမြောက်သောစာလံပိုက်ငယ်1ကနေ8ထိဒါကိုကျွန်တော်ပြန်ဖတ်ကြပါပြန်ဖတ်ပြီးတော့ပြန်ဆင်ခြင်ကြပါခွန်အားယူကြပါဆိုတော့ကျွန်တော်ပြောပြချင်တယ် So ladies and gentlemen we talked about last night we talked about a blessed person what are the things that will make us blessed people verses stanza 1 and 2 talks about how you can become a blessed person right and I'm not going to go over that because it's too time consuming let's jump to number 3 talks about what a blessed person shouldn't do. We are blessed people through Jesus Christ. Because we are saved, we're blessed people. So they also do no iniquity. That is sin. Blessed people has no business with sin, iniquity. Because we are holy people, you see. We have been washed by the precious blood of Jesus. We are not supposed to live in sin. We are dead to sin. We are alive to holiness. So if you're a blessed person, make sure you do not live in sin anymore. All right? We are living in righteousness. And then number 4, blessed person, the center of a blessed person.
Do you know that we are living our life by centering something? Ungodly people, non-Christian, they center themselves. They center themselves. You know, they will do things that they like. They will do things that will profit them, benefit them. But we, blessed people, we are supposed to center God. God should be our center, right? So our next church sign, I don't want to spoil you, but our next church sign will read like this. Church should be your excuse of missing other things. Church should be your center. God's word should be your center. God himself supposed to be our center. Because a blessed person, their center is God. That's number 4. Number 5 is our purpose. The life purpose of a blessed person is stanza 5, verse 5. Oh, that my ways were directed to keep your statutes. Psalmist said, direct my way, God. Make my way smooth, because so I will keep your word. That is his purpose of life. Your purpose of life, my purpose of life, is supposed to be to keep the word of God. When was the last time you prayed, God, give me good health, give me good life, so I can keep your word? That should be our prayer. That should be our purpose. You know, most of the time we ask success and good things from God so we can enjoy our lives. That becomes a selfish purpose. A blessed person will always ask from God so he can keep the word of God. That is his life purpose, right? And then, next one, number 6 is, then I will not be ashamed. God doesn't want blessed people to be embarrassed. He doesn't want us to be humiliated. But most of the time we run into humiliation because we are too self-centered, because we despise God. That's why blessed people, in order to avoid humiliation, here, verse 6 said, I will not be ashamed when I look into all your commandments. All right, get this, my friends. You don't want to be embarrassed. You don't want to be humiliated. Read God's word. Worship him on a regular basis. Pray to him. Look into his God's commandments. You will never be embarrassed. Think again, in the past, when we were embarrassed, when we were humiliated, because we were too proud, am I right? Because we put ourselves above everything. That's why we are embarrassed. So righteous people, blessed people, in order to avoid humiliation, look into God's commandment. 7, I will praise you with uprightness of heart, and I learn your righteous judgment. This is very, very good. This one is very good. Number 7. Number 7 is, have you ever thought, what will suit me? You know, this morning when we dress up to come to church, we pick the best clothes that will suit us, right? We don't wear clothes that we like. You know, if it is up to my children, if I let them choose clothes that they like to come to church, they will come with what? Sweatshirts and t-shirt. The same thing goes to you, right? That is what we like. But we come to church that will be suitable for this occasion. We put on nice clothes, right? We shower, because this occasion will only suit with nice clothes. But here, number 7 is things that will suit with blessed people. What are they? Verse 7, praising God. If blessed people like you and us, believers, if we don't praise God, who do you expect to praise God? Non-believers, they don't praise God. Animals, they don't know God. Praising God only suitable for blessed people. You know, Sunday morning when we plan our day to go to church, that is so beautiful. When godly people, when Christians pray to God, that is very beautiful. It is so suitable. So blessed people, what suit them? Praising God.
with uprightness of heart and learning the righteous judgment of God, knowing the righteous judgment of God. When Christians don't know the Word of God, that is ugly, you know. When Christians don't know the Bible, that is not nice. When Christians don't know how to share about God, that is not suitable. When people ask, can you share me about Jesus? I don't know. You know, that's how embarrassing it is. We, the blessed people, we're supposed to learn the righteous judgment of God. We are supposed to go to church, the blessed people. We are supposed to praise God. That is suitable for us. When we come to God together, that is the most beautiful thing. When we wake up our day, start our day by praising God, praying to God, that is the most beautiful day. And the last one, verse 8, I will keep your statutes. Oh, do not forsake me utterly. So that is the last one. Blessed people, here, one thing that blessed people should never ever give up. What? Keeping the word of God. Always hold on to that. Even that is the last thing you have to do. Always keep the statute of God. And always rely on God. Always, ask from God. Approach Him and then, ask, always depend on Him. So that is something that blessed people should never give up and, forsake it. Always keep the statute of God. And here Psalmist said, I will keep your statutes. Oh, do not forsake me utterly. He's not asking some wise people or rich people. He's begging. He's begging to God only. So today, the last one is, blessed people should never ever give up is relying on God, depending on God, begging God. That's what blessed people should always do. No? ဝိငါတော်ရဲ့နှုတ်ပတ်တော်အပြင်ရောက်ဆိုင်ကိုဘုရားသခင်ကောင်းချီးပေးပါစေ။အခုချိန်မှာကျွန်တော်တို့ဒီနေ့ကျေးဇူးတော်ချီးမွမ်းခြင်းပေါ့နော်တကယ်တော့